Revit ရဲ့ wall finishing တွေမှာ door တွေအတွက် opening လုပ်ပေးတဲ့အခါ edit profile ကိုပဲသုံးနေတော့လားဒီဗီဒီယိုလေးထဲမှာတော့ door တွေအတွက် opening လုပ်တဲ့အခါသုံးလို့ရတဲ့နည်းလမ်းလေးတွေနဲ့အတူသူတို့ရဲ့အားနည်းချက်အားသာချက်တွေကိုပါပြောပြပေးထားပါတယ်ခင်ဗျာအချိန်ကုန်လူပင်ပန်းတက်တာစီမဲ့နည်းလမ်းလေးတွေပါတာမို့လို့အကျိုးရှိမယ်လို့ထင်ပါတယ်ခင်ဗျာမင်္ဂလာပါ internet YouTube channel ကနေကြိုဆိုပါRevit မှာ room တစ်ခုခုအတွက် wall finishing ထည့်တယ်ပြီးရင် door အတွက် opening ပြန်ဖောက်ပေးရတယ်ဒါကလုံနေကြအလုပ်တွေတည်းတစ်ခုဖြစ်တယ်လို့ခက်ခဲတဲ့အလုပ်တော့မဟုတ်ပါဘူးဒါပေမဲ့လုံနေကြအလုပ်ဖြစ်တဲ့အတွက်ပိုပြီးထိရောက်လွယ်ကူမဲ့နီးလန်းကိုသာရွေးသုံးနိုင်ရင်ခဏခဏပြန်ပြင်နေစရာမလိုတော့ဘူးပေါ့ဒီဗီဒီယိုလေးထဲမှာတော့ wall ကို opening လုပ်တဲ့အခါသုံးလို့ရတဲ့နီးလန်းအချို့ကိုဖော်ပြပေးလိုက်ပါတယ် edit profile ဒီနည်းကတော့လူတိုင်းလည်းတည်ပြီးသားဖြစ်မှာပါ wall ကို select မှတ်ပြီးတော့ edit profile ကိုနှိပ်လိုက်ရင် sketch mode ထဲရောက်သွားမယ်ပြီးရင် wall ရဲ့ profile ကိုစိတ်ကြိုက်ပြင်လို့ရသွားမှာဖြစ်ပါတယ်ဒီမှာ opening လုံးမှာဆိုတော့ opening shape ကိုဆွဲလိုက်မယ် door opening ဆိုရင် door side အတိုင်းဆွဲလိုက်မယ် sketch mode ထဲရောက်ရင်တတိထားရမယ့်အချက်၃ချက်ရှိတယ် line တွေ overlap ဖြစ်လို့မရဘူး line တွေတစ်ခုနဲ့တစ်ခု intersect ဖြစ်လို့မရဘူး profile က close loop ဖြစ်ရမယ် opening ဆွဲပြီးပြီဆိုရင်တော့ finish လုပ်လိုက်ရင်ရပါပြီဒီနည်းလမ်းကိုသုံးရင်တော့ကိုလိုချင်သလိုစိတ်ကြိုက်ဆွဲလို့ရတာမှန်ပေမဲ့ wall ရဲ့ constraint တွေကိုပြင်လိုက်ရင်သူပါလိုက်ပြီးတော့ရွေးနိုင်တာမို့လို့အမြဲပြန်ပြင်နေရပါလိမ့်မယ် door opening လုပ်ဖို့လိုတဲ့ wall finishing တိုင်းကိုလိုက်လုပ်ပေးနေရမှာဖြစ်တဲ့အတွက်တော်တော်လေးအချိန်ယူမှာဖြစ်ပါတယ်ဒါကြောင့်နောက်နည်းလမ်းတစ်ခုကိုစမ်းသုံးကြည့်သင့်ပါတယ် wall opening ဒီနည်းလမ်းကတော့ Revit ရဲ့ opening tool တွေထဲကတစ်ခုဖြစ်တဲ့ wall opening ကိုသုံးတာပါ wall ကို select မှတ်ပြီးမှ wall opening ဆိုတာကိုယူပြီးတော့ဆွဲလိုက်ရင်လည်းရတယ် opening တက်ထဲက wall opening ကိုအရင်နှိပ်မယ်ဒါဆိုသူက wall ကို select မှတ်ခိုင်းမယ်ကို opening လုပ်မဲ့ wall ကို select လုပ်ပေးလိုက်ရင် opening ဆွဲလို့ရပါပြီသူကတော့ rectangular shape ကိုပဲသုံးလို့ရပါတယ်ဆွဲပြီးရင် door side အတိုင်း opening ကို modify လုပ်ပေးဖို့လိုပါမယ်ဒီနည်းလမ်းကိုသုံးရင်တော့ wall constraint ပြင်လိုက်ရင်လည်း opening ကမပြောင်းလဲပဲနဲ့ဒီအတိုင်းဆက်ရှိနေမှာမို့လို့ခဏခဏပြင်ရတဲ့ဒုက္ခလည်းမရှိတော့ပါဘူး wall ကို copy ယူရင်အဲ့ဒီ opening လည်းပါသွားတာမို့လို့နောက်တစ်ခေါက်ထပ်ဖောက်နေစရာလည်းမလိုတော့ပါဘူးအထူးသဖြင့် live wall တွေအတွက် opening ဖောက်ရင်အရန်အသုံးဝင်ပါတယ် level တစ်ခုမှာ wall opening ဖောက်ပြီးသွားရင်တခြား level အတွက် wall ကို copy ကူးလိုက်ရုံနဲ့ opening လည်းပါသွားတာမို့လို့အချိန်ကုန်သက်သာစေပါတယ်ဒါပေမဲ့ door opening လုပ်ဖို့လိုတဲ့ wall finishing တိုင်းကိုလိုက်လုပ်ပေးနေရမှာဖြစ်တဲ့အတွက်သူလည်းအချိန်ယူမှာဖြစ်ပါတယ် door side အတိုင်း opening ကို modify လိုက်လုပ်ပေးနေရမှာပါဒါဆိုနောက်တစ်နည်းကိုကြည့်လိုက်ရအောင် cut ဆိုတဲ့ tool လေးကိုကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ဒီနည်းလမ်းကတော့ door family ထဲမှာ void ကိုတေချာထည့်ထားဖို့လိုပါမယ်ကိုလိုချင်တဲ့ door opening အတိုင်း void တစ်ခုလုပ်ထားရပါမယ်ပြီးရင် modify tab ထဲမှာ cut ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ် wall finishing ကို select မှတ်ပြီးရင် door ကို select မှတ်ဒါဆိုရင်တော့ door ထဲမှာရှိတဲ့ void ရဲ့ side အတိုင်း wall finishing ကိုဖောက်သွားမှာဖြစ်ပါတယ်ဒီနည်းလမ်းကိုသုံးရင်တော့ wall finishing ကို door side အတိုင်း manually modify လုပ်စရာမလိုတော့ပါဘူးကတ်ကိုယူပြီး select လုပ်ပေးရုံနဲ့ opening ရမှာဖြစ်ပါတယ်ဒါပေမဲ့ door family ထဲမှာတော့ void ကိုတေချာလုပ်ထားဖို့လိုပါမယ်ဘာလို့လဲဆိုရင် void ရဲ့ side အတိုင်း wall မှာ opening ဖောက်ပေးမှာဖြစ်လို့ပါ door မှာ structural opening ဆိုပြီးတော့ရှိပါတယ် width ရော height ရောမှာရှိတာပါသူက door side ထက်ပိုကြီးပြီးတော့20 mm လောက် tolerance ထားလေးရှိပါတယ်ဆိုပါစို့ door width က900 mm ရှိတယ်ဆိုရင်တစ်ဖက်ကို20 mm tolerance ထားပြီးတော့ door ရဲ့ structural opening ကို940 mm ဆိုပြီးတော့ထားလေးရှိပါတယ် door height ဆိုရင်လည်း2400 mm လောက်ရှိတယ်ဆိုရင်အပေါ်ဘက်ကို20 mm လောက် tolerance ထားပြီးတော့ door ရဲ့ structural opening က2400
420 milli ဆိုပြီးတော့ရှိလာပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ void ကိုအဲ့လို structural opening အတိုင်းသာထားမယ်ဆိုရင် wall finishing မှာပေါ်လာမယ့် opening ကလည်း door side ထက်ကြီးနေမှာပါဘယ်လိုဖြစ်နေမလဲဆိုရင် door frame နဲ့ wall finishing ကြားမှာ20 milli ကတ်တွေပေါ်နေမှာပါဒါဆိုရင်တိတ်ပြီးတော့အဆင်မပြေတော့ပါဘူးအဲ့လိုဖြစ်လို့ဆိုပြီးတော့ void ကို structural opening အတိုင်းမထားတော့ဘူး door side အတိုင်းထားမယ်ဆိုရင်လည်းမရပြန်ပါဘူးတော့မှာက structural opening ကမပါလို့မရပါဘူး plan မှာရော section မှာပါပြဖို့လိုပါတယ်အဲဒါကြောင့်ဒီနည်းလမ်းကိုသုံးမယ်ဆိုရင်တော့ family ကိုတခြား view site ဖို့လိုပါတယ်တော့ရဲ့ structural opening ကိုလည်းမှန်မှန်ကန်ကန်ပြခြင်းနဲ့ wall finishing ကိုလည်း gap ဖြစ်မနေစေချင်ဘူးဆိုရင်တော့လုပ်လို့ရမယ့်နည်းလမ်းလေးကိုဗီဒီယိုရဲ့အဆုံးပိုင်းမှာတခြားပြပြပေးထားပါတယ်ခင်ဗျာနောက်တစ်နည်းကတော့ join tool လေးကိုသုံးတာပါဒီနည်းလမ်းကလည်းခုနပြောခဲ့တဲ့ cut လုပ်တဲ့နည်းနဲ့တူပါတယ် modify နဲ့က join ကိုနှိပ်မယ်ပြီးရင် door ကို host လုပ်ထားတဲ့ main wall ကို select မှတ်မယ် wall finishing ကို select မှတ်မယ်ဒါဆိုရင် door family တွေက void အတိုင်း wall finishing မှာ opening လုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းနှစ်ခုက door တစ်ချက်ပဲရှိတဲ့ wall တွေမှာဆိုရင်တိတ်ပြီးတော့မကွာပါဘူး cut ပဲ33 join ပဲ33တိတ်ကွာခြားမှုမရှိပါဘူးဒါပေမဲ့ door တွေအများကြီးရှိတဲ့ wall ကို opening လုပ်ရပြီဆိုရင်တော့ join ကအရင်အချိန်ကုန်တက်တာသွားပါတယ်ဆိုပါစို့ wall တစ်ချက်မှာ door 10ချက်လောက်ရှိနေတယ်သူ့ရှေ့မှာလည်း wall finishing လေးတစ်ခုထည့်ထားတယ်ပြီးရင် opening ဖောက်တော့မယ်ပေါ့ကတ်ကိုသုံးမယ်ဆိုရင် multiple ကတ်ကိုသုံးမယ်ဆိုရင်တော့မှ wall finishing ကိုတစ်ချက် select မှတ်ပြီးရင် door 10ချက်ကိုလိုက်ပြီးတော့ select ပေးရတော့မှာပါ join ကိုသုံးမယ်ဆိုရင်တော့အဲ့လောက်အလုံးမများတော့ပါဘူး join ကိုနှိပ်လိုက်မယ် main wall ကို select မှတ်လိုက်မယ် wall finishing ကို select မှတ်ဒါဆိုရင်တော့ wall finishing မှာ door 10ချက်စာ opening ကိုတစ်ခါတည်းရပြီးသားဖြစ်သွားပါပြီ join ကိုသုံးရင်မြန်မြန်ဆန်ဆန်နဲ့ opening တွေရတယ်ဆိုပေမဲ့ door family ကိုတော့တေချာလောက်ထားဖို့လိုပါတယ်ဒီမှာသိထားစရာတစ်ခုရှိတာက door family တွေက void ကို host မှာတစ်ခါတည်းကတ်လုပ်ခဲ့တယ်ဆိုရင် project ထဲမှာကတ်မှတ်တဲ့ finishing ကို opening ဖောက်လို့မရတော့ပါဘူးကျွန်တော်အခု void ကိုကတ်လုပ်ခဲ့မယ်project ထဲကိုထည့်လိုက်မယ် main wall က opening တန်းပေါက်ပေမဲ့ finishing အတွက်ကတ်လုပ်လို့မရတော့ပါဘူး join ကိုပဲသုံးလို့ရတော့ပါမယ် void ကို family ထဲမှာကတ်မလုပ်ထားဘူးဆိုရင်တော့ door family ထဲတိုင်းမှာ main wall ကိုကတ်လိုက်လုပ်ပေးနေရတော့မှာပါ door family ထဲမှာ opening အတွက်က void ကိုပဲသုံးတာမဟုတ်ပါဘူး opening ဆိုတဲ့ tool တစ်ခါတည်းပါပြီးသားရှိပါတယ်သူ့ကိုလည်းတစ်ခါတည်းသုံးလိုက်လို့လည်းရပါတယ်သူ့ကို select မှတ်ရင် opening cut ဆိုပြီးတော့ပေါ်ပါတယ် door ရဲ့ structural opening ကိုမှန်မှန်ကန်ကန်ပြခြင်းနဲ့ wall finishing ကိုလည်း gap ဖြစ်မနေစေချင်ဘူးဆိုရင်တော့လုပ်လို့ရမယ့်နည်းလမ်းလေးတွေရှိပါတယ်ပထမတစ်နည်းက masking ကိုသုံးတာပါ void ဒါမှမဟုတ် opening cut ကို door side အတိုင်းထားမယ်ဘေးမှာ structure opening အတွက်လိုနေတဲ့20 milli tolerant gap တွေကိုကြတော့ mask နဲ့လိုက်ဆွဲလိုက်မယ် plan မှာရော left view မှာရော mask လိုက်ဆွဲလိုက်ပါမယ်ပြီးရင် save ပြီးတော့ project တွေကိုလှုပ်လိုက်ပါမယ်ဒါဆိုရင်တော့ drawing မှာ plan မှာရော section မှာရော structural opening ကိုမြင်နေရမှာပါ wall finishing ကိုကြတော့ void ဒါမှမဟုတ် cut အတိုင်းဖောက်ထားမှာမဟုတ်လို့ gap ဖြစ်မနေတော့ပါဘူးတည်ထားဖို့လိုတာက mask က 2D element ဖြစ်တဲ့အတွက် main wall ကိုတကယ်ကတ်လောက်ထားတာမဟုတ်ပါဘူး 3D မှာကြည့်ရင်တေချာမြင်ရပါတယ်တကယ်လို့ကတ်မလုပ်ချင်ဘူး fake material တခုခုအနေနဲ့သုံးချင်တယ်ဆိုရင်တော့ sweep ကိုသုံးပြီး solid form တခုလောက်ထားပြီးရင် material ပေးလိုက်ရင်လည်းရပါတယ်တကယ်လို့ main wall ကိုကတ်လောက်လိုက်ချင်တယ်ဆိုရင်တော့နောက်နည်းလမ်းလေးကိုသုံးကြည့်ပါသူ့ကိုသုံးမယ်ဆိုရင်တော့ opening cut ကိုသုံးလို့အဆင်မပြေလို့သူ့အစား void တစ်ခုကို door side အတိုင်းလုပ်ခဲ့မယ်ဒီ void ကိုတစ်ခါတည်းကတ်လုပ်ခဲ့မယ် structural opening အတွက်ကြတော့ void တစ်ခုထပ်လုပ်မယ်
သူ့ကိုလည်း host ကိုတခါတည်းကတ်လုပ်ခဲ့ပါမယ်ပြီးရင် save ပြီးတော့ project တွေကိုလုပ်လိုက်ပါမယ်ဒါဆိုရင်တော့ plan မှာရော session မှာရော structural opening ကိုလည်းမြင်နေရမှာပါ wall finishing ကိုလည်း dot side အတိုင်းဖောက်ထားတာမလို့ gap လည်းဖြစ်မနေတော့ပါဘူးဒီနည်းလမ်းကိုသုံးမယ်ဆိုရင်တော့ main wall ကိုတကယ်ကတ်လုပ်သွားတာကိုတော့ 3D view မှာသေချာမြင်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့ family တွေက void တွေကို host တွေကိုတခါတည်းကတ်လုပ်ခဲ့တာလဲဆိုတော့ family တွေက void တွေကိုသူ့ရဲ့ host တွေကိုကတ်မလုပ်ခဲ့ဘူးဆိုရင် project ထဲမှာသုံးတဲ့အခါတိုင်းမှာကတ်လိုက်လုပ်နေရမှာပါတော့အချက်100လောက်သာသုံးမယ်ဆိုရင်ကတ်အခါ100လိုက်လုပ်နေရတော့မှာပါ family ထဲမှာကတ်လုပ်ခဲ့မယ်ဆိုရင်ကြတော့ family ကို project ထဲမှာထည့်လိုက်တာနဲ့ wall ကိုတခါတည်းကတ်လုပ်ပြီးသားရမှာပါOkay အခုလောက်ဆိုရင်တော့ wall finishing တွေမှာ door opening ကိုဘယ်လိုနည်းတွေနဲ့သုံးပြီးဖောက်ပြရလဲဆိုတာသေချာသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ See you in the next video